ဖျားသခင်ဤကောင်းကြီးမင်္ဂလာအဖျားဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏18ရက်9လ2026စနေနေ့မိမိအသက်တာ၌ဖျားသခင်ဤနှုတ်ကပတ်တော်ဖြင့်နေ့စဉ်ဖူးပွင့်ဝေးစားနိုင်ရန်အတွက်ပရောဖက်ပြုချက်ပြားဒိတ်တော်များကိုအတူတကွဆင်ခြင်နှလုံးသွင်းကြပါစို့ယနေ့ဆင်ခြင်ရမည့်နှုတ်ကပတ်တော်ဤခေါင်းစဉ်မှာကိုတော်ဤနှုတ်ကပတ်တော်၌ဖျားသခင်ဤအတန်တော်ကိုကြားနာပါကိုရောဤနှုတ်ကပတ်တော်၌ဖျားသခင်ဤအတန်တော်ကိုကြားနာပါယနေ့အတွက်ပရောဖက်ပြုချက်နှုတ်ကပတ်တော်မှာတုတ်တန်ကျမ်းခန်းကြီး3အပိုင်ငယ်9ထာဝရဘုရားကိုစိတ်နှလုံးအကျွင့်မဲ့ကိုးစားလောကိုညံကိုအမိမပြုနှင့်စင်ကြင်ရမည့်ဗျာဒိတ်တော်မှာတမန်ကျမ်းစာသည်တန်ရှင်သောဝိညာဉ်တော်ဤမဆဖွင့်ပြခြင်းကိုခံရသောလူတို့အားဖြင့်ရေးသားထားသည့်ဖယားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်၎င်း၏စာမျက်နှာများအားဖြင့်ဖယားသခင်သည်မိမိ၏ဇယိုက်လက္ခဏာမိမိ၏ဂတိတော်များမိမိ၏ဉာဏ်ပညာနှင့်လူသားမျိုးနွယ်အပေါ်ထားရှိသောမိမိ၏မေတ္တာတော်တို့ကိုဖွင့်ပြထားသည်သင်သည်တမန်ကျမ်းစာကိုဖွင့်လှစ်သောအခါစာမျက်နှာပေါ်ရှိစာလုံးများကိုဖတ်ရှုနေခြင်းမျှသာမဟုတ်ပါ၎င်းသည်ဖယားသခင်ကသင်၏စိတ်နှလုံးကိုစကားပြောရန်အလိုရှိသောနေရာပင်ဖြစ်သည်လူအများစုသည်လူသားတို့၏အသိဉာဏ်အပေါ်၌သာမိခိုလျက်ကျမ်းစာကိုချင်းကပ်ကြတော်လဲတမန်ကျမ်းစာကမူကျွန်ုပ်တို့အားမိမိတို့၏အသိဉာဏ်၌မမိခိုပဲထာဝရဘုရားကိုကိုးစားရန်တွင်တင်ထားသည်ထို့ကြောင့်ပင်ကိုရောဤနှုတ်ကပတ်တော်ကိုလေ့လာဆန်းစစ်သည့်အခါတိုင်း၌သင်အားလမ်းပြပေးရန်တန်ရှင်သောဝိညာဉ်တော်ကိုသင်လိုအပ်ခြင်းဖြစ်သည်ကျမ်းစာမဖတ်မီခဏတာအချိန်ယူ၍သင်ဤမျက်စိကိုဖွင့်ပေးပါမည်အကြောင်းသင်ဤစိတ်နှလုံးကိုနူးညံ့စေပါမည်အကြောင်းနှင့်သင်အားဉာဏ်အလင်းပေးသနာပါမည်အကြောင်းဖယားသခင်ထံဆုတောင်းပန်ကြားပါကျမ်းစာများကိုမဆဖွင့်ပြခဲ့သောထိုဝိညာဉ်တော်သည်ပေလျင်ယနေ့ခေတ်တွင်ကျွန်ုပ်တို့အားထိုကျမ်းစာများကိုနားလည်သဘောပေါက်စေရန်ကူညီပေးသောအရှင်သခင်ဖြစ်သည်သင်သည်တမန်ကျမ်းစာကိုလေ့လာသောအခါသင်၏ပန်းတိုင်သည်သင်၏ကိုယ်ပိုင်အမြင်များသို့မဟုတ်အလိုဆန္ဒများကိုထောက်ခံချက်ရှာရန်မဖြစ်သင့်ပါယင်းအစားဖျားသခင်မြည်သည့်အရာကိုမိန့်တော်မူလိုသည်ကိုကြားနာရန်ရှာဖွေရမည်ဖြစ်သည်သင်သည်မိမိအလိုရှိသောအရာကိုသိတော်လဲဖျားသခင်သည်သင်လိုအပ်သောအရာကိုသိသည်စစ်မှန်သောဝိညာဉ်ရေးရာကြီးထွားရင့်ကျက်ခြင်းသည်သင်ကြားလိုသောအရာထက်ဘုရားသခင်မိန့်တော်မူလိုသောအရာကိုရှာဖွေသောအခါ၌ဖြစ်ထွန်းလာခြင်းဖြစ်သည်တခါတရံတွင်ကိုရောဤနှုတ်ကပတ်တော်သည်ကျွန်ုပ်တို့ကိုတတ်တာဆောင်မစေသည်တခါတရံတွင်တက်မှတ်ပေးသည်ထို့ပြင်တခါတရံတွင်ကြီးထွားလာစေရန်စိန်ခေါ်တတ်သည်သို့တော်ညာလေကိုရောမိန့်တော်မူသမျှအရာတိုင်းသည်မိမိ၏မေတ္တာတော်နှင့်တင့်ကိုမိမိ၏စုံလင်သောအလိုတော်ထဲသို့လမ်းပြပို့ဆောင်လိုသောစေတနာကြောင့်ဖြစ်သည်မှန်ကန်သောအယူဝါဒဆိုင်ရာသွန်သင်ချက်များနှင့်စာအုပ်များသည်ကျမ်းစာများကိုပိုမိုရှင်းလင်းစွာနားလည်သဘောပေါက်ရန်တင့်ကိုကူညီပေးနိုင်သည်၎င်းတို့သည်လမ်းညွှန်မှုနောက်ခံသမိုင်းကြောင့်နှင့်ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်ပိုမိုနှံ့နေသောသိမြင်နားလည်မှုကိုပေးစွမ်းနိုင်သည်သို့တော်လည်းဤအရာများသည်တန်ဖိုးရှိလာတော်လေတန်ရှင်သောဝိညာဉ်တော်အပေါ်ကိုယ်တိုင်ကိုကြမိခိုခြင်းကိုမူညီသည့်အခါမျှအစာမထိုးသင့်ပါသင်ဤကိုယ်ပိုင်စရာသည်တန်ရှင်သောဝိညာဉ်တော်ကိုယ်တော်တိုင်ပင်ဖြစ်သည်ဝိညာဉ်ခရီးစဉ်ကိုနှုတ်ကပတ်တော်နှင့်အတူဆက်လက်ရှောက်လန်းကြပါစို့ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး2အပိုင်းငယ်14ဇာတိပဂတိလူသည်ဖျားသခင်ဤဝိညာဉ်တော်အရာကိုမခံမယူထိုအရာတို့သည်မိုက်မဲသောအရာဖြစ်သည်ဟုထင်တတ်၏ထိုအရာတို့ကိုဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပဂတိလူသည်နားမလည်နိုင်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး14အပိုင်းငယ်26ခမည်းတော်သည်ငါအတွက်ကြောင့်စေလွတ်တော်မူသောဥပစ္စေဆရာသည်ဟုသောတန်ရှင်သောဝိညာဉ်တော်သည်သင်တို့အားခတ်သိမ်းသောအရာတို့ကိုပြသသွန်သင်တော်မူ၍ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကိုသင်တို့အားပေးတော်မူမည်
ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး16အပိုင်ငယ်73တမန်တရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာသောအခါတမန်တရားကိုသင်တို့အားအကျွင်းမဲ့တွင်တင်ပြသလိမ့်မည်ထိုဝိညာဉ်တော်သည်ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်ကြားသမျှတို့ကိုဟောပြောလိမ့်မည်နောင်လာလက်တန့်သောအရာတို့ကိုလည်းသင်တို့အားဖော်ပြလိမ့်မည်ဗျာဒိတ်တော်နှင့်အညီလက်တွေ့ကျင့်ဆောင်ရန်မှာသင်သည်တမန်ကျမ်းစာကိုဖွင့်လှစ်သောအခါမိမိ၏စိတ်နှလုံးထဲ၌ဘုရားသခင်၏အတန်တော်ကိုကြားရလိမ့်မည်ဟုသောမျှော်လင့်ခြင်းစိတ်ဖြင့်ပြုလုပ်ပါဉာဏ်အလင်းရရှိရန်ဆုတောင်းပြီးကိုရောဤနှုတ်ကပတ်တော်ကိုတွင်တင်ရလွယ်ကူသောစိတ်နှလုံးဖြင့်ချဉ်ကပ်ပါဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောအဖဖရာကိုရောဤနှုတ်ကပတ်တော်ကိုနားလေသဘောပေါက်နိုင်မည်ဉာဏ်ပညာကိုကျွန်ုပ်အားပေးသနာတော်မူပါကိုရောဤနှုတ်ကပတ်တော်သည်ကျွန်ုပ်ဤအတွေ့အခေါ်များကိုပုံသွင်းပေးပါစေကျွန်ုပ်ဤယုံကြည်ခြင်းကိုခွန်အားဖြစ်ပေးပါစေထို့ပြင်နေ့ရက်စဉ်တိုင်း၌ကျွန်ုပ်ကိုကိုရောနှင့်ပုံမနီးကပ်စေပါသခင်ယေရှုဖခင်၏နာမတော်မြတ်၌အာမင်ဓမ္မဟောင်းကျမ်း၌နားထောင်ဆွဲလန်းခြင်းအိုဘေးဟုဘာသာပြန်ဆိုလေးရှိသောတာမန်စကားလုံးမှာရှမာဖြစ်သည်၎င်းကိုကြားနာခြင်းနှင့်အာယုံဆိုင်မှုအပြည့်ဖြင့်ဉာဏ်ပညာရှိစွာကြားနာခြင်းဟုအဓိပ္ပာယ်ဖွင့်ဆိုဘာသာပြန်ကြသည်အကယ်၍ဣသရေလလူမျိုးတို့သည်မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှန်သမျှ၌ဘုရားသခင်လမ်းပြခြင်းကို၎င်းမိမိတို့နှင့်အတူရှိခြင်းကို၎င်းအလိုရှိကြလျင်သူတို့သည်ဘုရားသခင်၏အတန်တော်ကိုနားထောင်ကြရမည်ဖြစ်ပြီးကိုရော၏လူမျိုးများဖြစ်ကြရမည်ဖြစ်သည်